Okay အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာလေ့လာမယ့်အကြောင်းအရာဘာလဲဆိုလို့ရှိရင်အကြောင်းအရာဆိုတာတက်စားလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေသိတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် Kubernetes ရဲ့ဒီ Kubernetes မှာမဟုတ်ဘူးเนาะကျွန်တော် Docker ပဲဖြစ်ဖြစ်ဒီ Kubernetes ပဲဖြစ်ဖြစ်ပေါ့เนาะ Docker ကိုDocker ကိုလုတ်သေချာလုတ်ခဲ့ပြီးသားလူတွေဆိုလို့ရှိရင်တော့သိလိမ့်မယ် container တွေမှာ process မရှိလို့ရှိရင်သူက container တွေဒီကီးသွားတယ်ပေါ့ဘာကိုပြောနေတာလဲဆိုလို့ရှိရင် container တစ်ခုမှာအနည်းဆုံးသူက process တစ်ခုတော့ run ရတယ် foreground process တစ်ခု run ရတယ် brown ဆိုလို့ရှိရင်ဒီ container ဒီကီးသွား right အဲ့တော့ဒါကိုကျွန်တော်တို့ဒါဘာကိုပြောနေတာလဲဆိုတော့ကျွန်တော်ကြည့်အောင် kubectl run nginx dash image nginx okay ဒီနေရာမှာကျွန်တော်က web1 လို့ပေးလိုက်မယ်နာမည်ကို kubectl get pop တော့ကြည့်လို့ရှိရင် container create မှာဖြစ်နေတယ်ဒီနေရာမှာ nginx တွေnginx တွေApache တွေတခါမှ download မဆွဲဘူးတဲ့လူတွေဒီကိုယ့်ရဲ့ internet line မှာမူတည်ပြီးတော့ container creating step ဒီကြာကောင်းကြာနေလိမ့်မယ် okay ဒါဆိုရင်ကျွန်တော် run နေဖြစ်သွားပြီဒီကျွန်တော် server ဒီlocal server မဟုတ် remote server เนาะ internet ပေါ်မှာရှိတဲ့ကောင်ပဲအဲ့ဒါဖြစ်တဲ့ကြောင့်မလို့ तू ကတော့ဒီမှာအရင်မြန်တယ်เนาะ तू က image download ဆိုရပါလေအရင်မြန်တယ် okay အဲ့တော့နောက်တစ်ခုကျွန်တော် run မယ် kubectl web2 လို့လာလိုက်ဒီနေ့မှာကျွန်တော် image ကို Apache သုံးမယ်ကျွန်တော်ပြောခဲ့ဘူးလို့ပဲဒီနောက်မှာရေးတဲ့ nginx တို့ Apache လို့ဆိုတာကျွန်တော်တို့အလို့မရနိုင်ဘူးဆိုတာဗျာဆိုတော့အများနဲ့သုံးနေတဲ့ကောင်ဆိုတော့ကိစ္စမရှိဘူးအများနဲ့မသုံးဘူးတစ်ခါလေးမှသုံးရတဲ့ကောင်တွေဥပမာ Redis တွေ Grafana တွေအဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်အလို့ရချင်မှရတော့မှာအဲ့တော့ဒီ image တွေဒီဘယ်လာလဲဆိုတော့ကျွန်တော်သိရမယ်သူရဲ့ source ကသူရဲ့ source ဒီကျွန်တော် local repo ဖြစ်ရင်မဖြစ်လို့ရှိရင် default အဖြစ်တော့ Docker Hub ပဲ Docker Hub ကမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ local registry ကိုကျွန်တော်သွားပြီးတော့ညှို့မိရတယ်အဲ့တော့ကျွန်တော်ကတော့ Docker Hub မှာပါမယ်အခုကျွန်တော်ဘာလုပ်ချင်လဲဆို Apache သုံးနေတာကျွန်တော် Apache လို့သွား run လို့ဟုတ်ချင်မှလည်းဟုတ်မှာ Apache ရဲ့ image နဲ့ရနော် engineer မလို့ engineer ဖြစ်နေတာမျိုးမဟုတ်ဘူးသူရဲ့ဟိုဟာလေ product ကလည်း engineer ပြီးရင် image နဲ့လည်း engineer ပဲနော်ဒီမှာကျွန်တော် Apache လို့ run လို့ရချင်မှရမှာအဲ့တော့ Apache ကိုသွားရှာကြည့်မယ်အဲ့တော့ Apache ကိုသွားရှာလို့ရှိရင်ရှာလို့တွေ့မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ Apache ဒီကျွန်တော်ခုနပြောသလိုပဲသူရဲ့ name ဒီ Apache နဲ့မလာဘူး Docker image ရဲ့ name မှာဘာဖြစ်သွားလဲ HTTPD ဆိုတာဖြစ်သွားတယ်HTTPD ဆိုတာဖြစ်သွားတယ်ပေါ့ကျွန်တော် Apache လို့ချိန်ကြည့်နော် Apache ဆိုရင်တခြား Apache Airflow တွေပါထွက်လာလိမ့်မယ် HTTPD လို့ဖြစ်သွားတယ်နော် HTTPD ဆိုတာဘာလဲဆိုတော့ Apache web server တကယ်လို့ဒီလိုမျိုးဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့အလွတ်ရဖို့တက်ကမလွယ်တော့ဘူးဟိုမှာ Apache ဘလို့ Apache တော့မဟုတ်ဘူးဒီမှာ HTTPD ဖြစ်သွားတယ်နော် okay ထားပါတော့နော်ကျွန်တော် HTTPD ကိုသုံးမယ်အဲ့တော့သူ့ကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ image က name က HTTPD ပဲDocker pool ဟိုဘယ်ရောက်သွားလဲ comment ကokay ဒီကောင်နှိပ်လိုက်လို့ရှိရင်ဒီမှာတွေ့လိမ့်မယ်နော် HTTPD image နေဟာဒီမှာသူက Docker pool ရဲ့နောက်ကကောင် image နေကိုเนาะကျွန်တော် Docker မှာဆိုရင် Docker pool ရဲ့နောက်ကကောင် image နေအဲ့တော့ဒါသူ့ရဲ့ image နေမယ်နော် okay အဲ့တော့ဒီနောက်က column ဘာကိုပြောချင်တာလဲဆိုတော့သူကတခါတလေကြလို့ရှိရင်ဥပမာထားပါတော့ okay ကျွန်တော် Ubuntu ရောက်မှာပြောတော့မယ်နော်ဒီတိုင်း default အတိုင်းဆိုလို့ရှိရင်သူ့ရဲ့ default image ရတယ်နောက် column ဆိုတာကနောက်ကဟိုသူ့ရဲ့ version တွေကိုကျွန်တော်ပြောချင်တာUbuntu create လုပ်တဲ့စဉ်းကြရင်ကျွန်တော်ပြပေးမယ် okay ကျွန်တော် run လိုက်မယ်ဒီကောင် kubectl pop container create မှာဖြစ်နေတော့ kubectl describe port web2 okay container startup ဖြစ်သွားပြီဒါဆို kubectl get port နဲ့ကြည့်လိုက်လို့ရှိရင် run နေပြီနှလုံးလုံး run သွားပြီ alright okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ web1 web2 ကအလုပ်လုပ်နေပြီ run သွားပြီဒီမှာ running လည်းဖြစ်သွားပြီဒီတစ်ခါကျွန်တော်ဘာလုပ်စေချင်လဲဆိုရင် Ubuntu container တစ်လုံးကိုကိုကျွန်တော် create လုပ်ကြည့်စေချင်တဲ့ video ကို post လုပ်ပြီးတော့အဲ့တော့ Ubuntu container ကို create လုပ်ဖို့တော့ကထုံးစံတိုင်းပဲဒီမှာ Ubuntu လို့ချလိုက်လို့ရှိရင်ကျွန်တော်တွေ့လိမ့်မယ်
အဲ့တော့သူ့ကို run နဲ့ကောင်းပြီဒီမှာ Ubuntu ရဒီနာမည်ယူလိုက်ရပါတယ်နော် Ubuntu ပဲယူလိုက်နော်ဒီနာမည် qcat run something နော်ကိုကနေကိုကျွန်တော် run ကြည့်စေချင်တယ် Ubuntu ကို okay run လုပ်ပြီးသွားလောက်ပြီလို့ကျွန်တော်ထင်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ run ကြည့်အောင် qcat run name ကိုကျွန်တော်က Ubuntu လို့ပဲပေးလိုက်မယ် dash image Ubuntu qcat describe for Ubuntu ကြည့်လိုက်လို့ရှိရင် successfully ပူးဖြစ်သွားပြီနောက်တစ်ခါ describe လုပ်ကြည့်လိုက်မယ် okay image ကိုပူးလုပ်လိုက်တယ်ပြီးတော့ backup resetting နဲ့ fail တဲ့ container import ဆိုပြီးတော့ဒီလို return ကြီးပြန်လာတယ် name ကလည်းမမှားဘူးကျွန်တော် Ubuntu ပဲသိကြတယ် okay အဲ့တော့ဒါကိုကျွန်တော်တို့ကြည့်အောင် qcat တဲ့ gapot နဲ့ကြည့်လိုက် gapot ဟော Ubuntu ဒီကျန်တဲ့ဟာတွေလိုမျိုး running ဆိုပြီးမပြနေဘူး completed ဆိုပြီးပြတယ်အဲ့ဒီ container က ready ဖြစ်နေတဲ့ state ကိုကြည့်လိုက်ရရင်0ဖြစ်နေတယ်ဆိုလို့ဆိုတော့တလုံးက ready မဖြစ်နေဘူးမရှိဘူးအဲ့ container ကကျွန်တော်တို့ create လုပ်ထားတဲ့ဒီတလုံးဒါပေမဲ့0ဖြစ်နေတယ် right အဲ့တော့ဘာလို့လဲဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ် qcat gapot qcat describe for Ubuntu ဒီမှာနော် log ကိုဒါသူ့ကို describe လုပ်ကြည့်လိုက်လို့ရှိရင်သူ့ DD ကဘာလုပ်ခဲ့လဲဆိုရင် container create လုပ်ခဲ့တယ် stat လည်းလုပ်ခဲ့တယ်နော် stat လုပ်ခဲ့တယ်ဒါပေမဲ့ဘာဖြစ်သွားလဲ backup resetting ဆိုပြီးတော့ fake container ဆိုပြီးဖြစ်သွားတယ်ဒါဟာဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်ဒါကိုသွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တဲ့ concept အတိုင်းပဲ container တွေမှာကျွန်တော်တို့ကအနည်းဆုံး foreground process တစ်ခု run ကို run ရတယ်မ run မှုဆိုလို့ရှိရင်သူကရှက်သွားအောင်ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဥပမာ Apache ကျွန်တော် container Apache container တစ်လုံး create လုပ်ခဲ့တယ်ဒီ Apache container မှာဆိုရင်သူ့ကို run တဲ့ process ဘာရှိလဲ Apache ရှိတယ် web server ကြီးရှိတာ Apache web server သူ့ပေါ်မှာ run နေပြီးသားဒီ image ပေါ်မှာ Nginx ရဲ့ဒီတိုင်းပဲ तू က Nginx container တွေရဲ့ Nginx ပဲဖြစ်ပေါ့နော်ထားပါဒီ container တွေရဲ့သဘောတရားဒီ Nginx container ကိုကျွန်တော်တို့ကပူးလိုက်တယ်ပူးပြီးတော့ run လိုက်တယ် run တဲ့အချိန်မှာဘာဖြစ်လို့တမ်းပြီး run လဲဆိုလို့ရှိရင်သူ့စီမှာ brand နေတဲ့ Nginx foreground process က Nginx ကောင်ကြီးရှိပြီးသားဒါကြောင့်မလို့ तू ဒီ error မတက်ဘူးတမ်းပြီးတော့ run တယ် okay အဲ့တော့ဒီ Ubuntu ကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင် Ubuntu မှာဘာ process မှမရှိဘူးကွန်ပျူတာတစ်လုံးအသစ်ဝင်လာတယ်လို့ဆိုပါတော့ဒီကွန်ပျူတာမှာ Windows တင်ထားတယ်ဆိုလို့ရှိရင် Windows က Windows ပဲသူ့မှာဘာမှမ run ထားတဲ့ဒီတော့ဘာမှမရှိဘူးကွန်ပျူတာလုံးကိုဆိုင်ရဝယ်လာတယ်ဒါပေမဲ့ဆိုင်ကိုကျွန်တော်ကပြောလိုက်တယ်ကျွန်တော်ဒီကွန်ပျူတာထဲမှာ Apache သွင်းပေးထားပါဒါမှမဟုတ် Nginx သွင်းပေးထားပါလို့ပြောလိုက်တယ် okay ဆိုင်ကသွင်းပေးထားတယ်အိမ်ကိုတည်လာတဲ့အချိန်မှာအဲ့ကွန်ပျူတာပေါ်မှာ Apache ဖြစ်ဖြစ်ဟိုဆိုင်ရသွင်းပေးလိုက်တဲ့ Nginx တွေ run ပြီးသားဒါဆိုလို့ရှိရင်ကျွန်တော်ရောက်တာ ਨੇ ဒီကျွန်တော်ကွန်ပျူတာထဲမှာ Apache Nginx တွေ run ပြီးသားရှိတယ်နော်အဲ့တော့ဒီနေရာမှာ Ubuntu ရဲ့သဘောတရားဒီလေအဲ့တိုင်းပဲကျွန်တော်က Ubuntu container ကိုပဲဘာမှမပါတဲ့ container ကို create လုပ်လိုက်တယ်လုပ်တဲ့ချိန်မှာ create ဖြစ်သွားတယ် stat လေးဖြစ်သွားတယ်ဒါပေမဲ့ဘာ process မှမရှိတဲ့အချိန်မှာ container ဘာဖြစ်သွားလဲဆိုတော့ exit ပြန်ဖြစ်သွားတယ်နော်အဲ့ exit မဖြစ်သေးရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့က foreground process တစ်ခုခုပေးရတယ်မပေးလို့မရဘူး right အဲ့တော့ဘယ်လိုပေးရလဲဆိုတော့ကျွန်တော်ကြည့်အောင်qcat run ဒီနေရာမှာကျွန်တော် Ubuntu 2လို့ပေးလိုက်မယ် dash image qcat gapot ဒါကိုကျွန်တော်ရှင်းပြပေးမယ် container creating okay Ubuntu 2က running ဖြစ်သွားပြီဒီနေရာမှာနောက်က data sleep infinity ဆိုတဲ့အကောင်ကြီးကဘာကြီးလဲဆိုတော့ပြပြမယ်နော်ဒီကောင်ကြီးထည့်လိုက်တာ ਨੇ ဘာဖြစ်လို့ running ဖြစ်သွားလဲဆိုတော့ဒါဟာကျွန်တော် foreground process တစ်ခုကိုပေးလိုက်တာ Linux မှာဆို sleep ဆိုတဲ့ command ရှိတယ်ဥပမာ sleep 10ဆိုလို့ရှိရင်ကြည့်လိုက် terminal က freeze ဖြစ်နေတာဘယ်နှစ်စက္ကန့်10စက္ကန့် terminal ကြီးကိုရပ်ထားတာဘာ command မှရိုက်လို့မရတော့ဘူး10စက္ကန့်ပြီးသူရိုက်လို့ရပါလိမ့်မယ် sleep
100ဒါဆိုရင်100ဒါဆိုရင် sleep 5ဆိုရင်5 second 1 2 3 4 5 right 5 second ဒီနေရာမှာနောက်က dash sleep infinity ဆိုတဲ့ command က cube ကတဲ့ run ubuntu ဒါ command image ကဘယ်ရမလဲဆိုလို့ရှိရင် ubuntu ဆိုတဲ့ image ကိုသုံးမယ် dash ဒီကျွန်တော်တို့ container port တွေ create လုပ်တဲ့နေရာမှာတခါလေး command line ထည့်ခြင်းလဲဆိုလို့ရှိရင် sleep infinity sorry dash ဆိုတဲ့ command ရဲ့နောက်ကထည့်ရဥပမာ dash ls ဆိုလို့ရှိရင် ls ကြည့်ရပါဗျာထားပါတော့ mkdir etc mkdir tmp အောက်မှာ hello hello လို့ရေးလိုက်မယ်ဒါဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ဒီ container ကို ubuntu 3ဆိုတဲ့ ubuntu 3ဆိုတဲ့ container ကို create လုပ်မယ်လုပ်ပြီးသွားလို့ရှိရင်လုပ်ပြီးသွားပြီဆိုတာ ਨੇ ဘာလုပ်မလဲဆိုလို့ရှိရင် tmp အောက်မှာ hello ဆိုတဲ့ folder လေးစောက်လိုက်ပါဆိုပြီးပြောတာဒီအတိုင်းပဲကျွန်တော်တို့နောက်မှာ sleep infinity ဆိုတာဘာလဲဆိုတော့ခုနက sleep ဆိုတဲ့ command ကို10လို့100လို့ပေးမယ်ဆိုတာ infinity ဆိုတာလုံးဝအဆုံးမရှိဘူးလို့ပေးလိုက်တာအဲ့တော့ကျွန်တော်ပို့ပြီးနားလဲရလွယ်အောင်လို့ကျွန်တော် sleep infinity ubuntu 3ကိုကျွန်တော် ubuntu 3ဆိုပြီးကျွန်တော် create ထားလုပ်လိုက်မယ် sleep infinity နေရာမှာကျွန်တော် sleep infinity လို့မပေးတော့ဘဲနဲ့ sleep 10ဆိုတဲ့ command ပေးလိုက်မယ်ဒါဆိုရင် container စပြီး create လုပ်လို့ရှိရင် container စပြီးတော့ run ပြီဆိုတာ ਨੇ သူ sleep 10ဆိုတဲ့ command ကိုရိုက်လိုက်ပါလို့ပြောတာ container ထဲမှာရတယ် cube ကတဲ့ cup ပေါ့ ubuntu 3ဒါဆို ubuntu 3တစ်ခုလည်းပဲကြည့်တာ running ဖြစ်တယ်နော်9 second သူဒီ sleep infinity ဆို command ကို run ပြီsorry sleep 10ဆို command ကို run ပြီဘာဖြစ်သွားလဲဆိုတာ complete ဖြစ်သွားတယ်10 second နေတာ ਨੇ ဒီ sleep 10ဆို command run လိုက်တဲ့အချိန်မှာ10 second နေတာ ਨੇ သူဘာဖြစ်သွားလဲဆိုတော့ exit ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့သူစီမှာဒီ foreground run နဲ့ process ကမရှိတော့ဘူးဒီကောင်ကလည်း sleep 10ဆိုတဲ့ command က sleep လုပ်လိုက်တယ်10 second foreground process တစ်ခုပေးလိုက်တဲ့သဘောပဲ10 second ပြီးရင်ဒီကောင်ချက်ချင်း exit ထွက်သွားတယ်အဓိကကျွန်တော်ရှင်းပြနေတာဒီ container တွေမှာ foreground run နဲ့ process ရှိလို့ရှိရတယ်ပြန်ပြီးခြုံပြောရမယ်ဆိုလို့ရှိရင် engineer ဆို Apache လို့ဒီဘာကြောင့်မရှိလဲဆိုတော့သူဒီ container တွေဒီစပြီးတော့ကျွန်တော် create လုပ်တဲ့ထဲကသူစီမှာ Apache engineer service တွေ run ထားပြီးသားရှိတယ်ubuntu ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ run လိုက်ပြီဆိုတော့သူစီမှာဟို ubuntu container ubuntu os ကြီးတစ်ခုပဲပါလာတယ်ဘာ process မှမရှိဘူးဒါကြောင့်မလို့သူက create လုပ်ပြီးသွားပြီဆိုတာ ਨੇ ချက်ချင်းတန်းပြီးတော့ကြေးသွားတာအဲ့တော့ကျွန်တော်တို့အနေနဲ့အပြင်မှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီ ubuntu container တွေဘာတွေကို create လုပ်ချင်တယ်ဘာညာဆိုလို့ရှိရင်ခုနောက်ကလိုမျိုး sleep infinity ဆိုတဲ့ command ပေးလို့ရတယ်အဲ့ဒါအပြင်မှာကိုကဒီကိုယ့်ရဲ့ဒီ application တွေကိုတင်ကျင်တဲ့ကိုယ့်ရဲ့ application ဆိုပါတော့ Python app တွေဘာတွေကိုကျွန်တော်တို့ ubuntu ပေါ်မှာတယ်ဘေးလုပ်ပြီးတင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ process တွေဒီအဲ့ဒီ application တွေဒီ foreground run ပြီးသား process ရှိတဲ့အတွက်ကြောင့်မလို့ foreground run ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မလို့ sleep infinity တွေဘာတွေပေးစရာမလိုဘူးဒါကိုအခုချိန်မှာမရှင်းသေးတဲ့ကိစ္စမရှိဘူးကျွန်တော်တို့ application တွေဒီ deploy လုပ်ပြတဲ့အချိန်ကြာလို့ရှိရင်အဲ့ဒါရှင်းသွားလိမ့်မယ်ကျွန်တော်ဘာလို့ဆိုလို့ရလဲဆိုတဲ့ဟာမျိုးအခုတော့ကျွန်တော်တို့အနေနဲ့မှတ်ထားရမှာဒီ container တွေမှာ foreground run နဲ့ process တစ်ခုရှိလို့ရှိရတယ်မရှိလို့ရှိရင် container တွေဒီ exit ဖြစ်သွားတယ် right ကျေးဇူးများတင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာရံမယ်အကြောင်းလေးစပြီးလေ့လာကြည့်အောင်